စနေသားသမီးများတွေအခုလာမယ်ဂျွန်လာတလာတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုဟောပြောပေးမှာဖြစ်ပါတယ်ဒီစီဇန်လေးမှာတော့ကျွန်တော်ကဒါတဲရော့ကတ်နဲ့ပဲတည်တံ့ဟောပြောပေးမှာပဲဖြစ်ပါတယ်ခင်ဗျာစနေသားသမီးများဟာအခုဒါဝင်ရောက်ဖြတ်သန်းမဲ့6လပိုင်းထဲမှာဆိုရင်ကံကြမ္မာအခြေအနေကလေဘယ်လိုဖြစ်မလဲဆိုတော့အတိမ်အဆောင်မခံဘူးလို့ပြောရမယ်လာတလာကိုရှောင်းနေခြင်းဖြစ်ပါတယ်အကောင်းဘက်ကိုလည်းသိတာထင်ရှားတာနဲ့ရောက်သွားနိုင်တယ်လို့အဆိုးဘက်ကိုလည်းပဲရောက်သွားနိုင်ပါတယ်အဲ့တော့ချိန်ဝင်တစ်ခုကိုမျက်လုံးထဲမှာမြင်အောင်ကြည့်ပါအဲ့တော့ချိန်ဝင်တစ်ဖက်ကိုအလေးတစ်ခုကိုတင်လိုက်တဲ့အခါတစ်ခုကတစ်ဖက်ကနေအောက်ဘက်ကိုရောက်သွားပြီးတော့အလေးတင်လိုက်တဲ့ဘက်ကအောက်ဘက်ကိုရောက်ပြီးတော့တစ်ဖက်ကနေပြီးတော့အဘက်ကိုအပေါ်ကိုမြောက်တက်သွားလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့အပေါ်ကိုမြောက်သွားတဲ့ဘက်ကပေါ့သွားတာ哦အဲ့တော့ပေါ့သွားတဲ့ဘက်ကိုအလေးတင်လိုက်မယ်ဆိုလည်းပဲလေးတဲ့ဘက်ကဒါပေါ့သွားမှာဖြစ်တဲ့တစ်ဖက်ကိုပြန်ပြီးမြောက်တက်သွားလိမ့်မယ်ပြောချင်တဲ့သဘောကပေါ့ဗျာအဲ့တော့တအားကြီးပေါ့နော်အတိမ်ဆောင်မခံတဲ့လာတလာကိုရောက်နေတာပါအကောင်းဘက်ကိုလည်းပဲတချို့စနေသားသမီးတွေကတိတိကျကျကြီးရောက်သွားနိုင်တယ်လို့အဆိုးဘက်ကိုလည်းပဲတချို့သောစနေသားသမီးတွေဟာတိတိကျကျရောက်သွားနိုင်ပါတယ်အဲ့တော့ကောင်းခြင်းနဲ့ဆိုးခြင်းဟာကိုယ့်အပေါ်မှာအများကြီးမူတည်နေပါတယ်အဲ့တော့ဘယ်အရာပေါ်မှာမူတည်နေတာလဲဆိုတော့အမှားယွင်းမခံဘူးလို့ကျွန်တော်ကပြောချင်တဲ့သဘောပါအမှားယွင်းမခံဘူးဆိုတာကကိုယ့်ရဲ့ပြောဆိုမှုကိုယ့်ရဲ့နေထိုင်မှုကိုယ့်ရဲ့လုပ်ကိုင်မှုတွေမှာချွတ်ချော်မှားယွင်းလို့မရဘူးเนาะကိုယ်ပါပဲလုပ်အမှားယွင်းနေမဖြစ်ပါစေနဲ့ဒီလာထဲမှာเนาะဒီလာထဲမှာအမှားယွင်းနေမဖြစ်ပါစေနဲ့ဒီလာထဲမှာကိုယ်ပါလုပ်တအားခယူးဆိုင်ပါကိုကလူမှန်တယောက်မှန်ကန်ကောင်းမွန်နေထိုင်တော်လဲပဲမှန်နေတဲ့ကြားတဲ့ကိုပဲတချို့မှားသွားတဲ့ကိစ္စတွေမှာဖြစ်တတ်တာမျိုးလေးတွေရှိတတ်ပါတယ်ကောင်းနေတော်လဲပဲတခါလေတော့ပြဿနာတွေကအကိုကြီးကိုရောက်လာတတ်တယ်လေအဲ့တော့အဲ့ဒီခါလေးတွေမှာကိုကပြဿနာတွေကိုမဖြေရှင်းတတ်တဲ့အခါမှာအလိုလိုအမှားဖြစ်သွားတာမျိုးလေးတွေရှိတတ်တယ်အဲ့တော့အဲ့ဒါလေးတွေကအစားကျွန်တော်ကသတိပေးချင်တာပါဒါမှမဟုတ်စနေသားမီးတွေကိုဂယူးဆိုင်စီချင်ပါတယ်ပြဿနာတစ်စုံတရာကြုံလာပြီဆိုရင်ဖြည့်ရှင်းနည်းတွေကအများကြီးရှိပါတယ်အဲ့တော့မဖြည့်ရှင်းတတ်ဘူးဆိုရင်ပြဿနာတစ်ခုကြုံလာတဲ့အခါမှာဖြည့်ရှင်းနိုင်တဲ့သူတွေနဲ့အကြံဉာဏ်တွေယူရတယ်တိုင်ပင်ရတယ်ပြီးတဲ့အခါမှာအကောင်းဆုံးဖြည့်ရှင်းနိုင်တဲ့နည်းလမ်းတွေနဲ့အဲ့ပြဿနာတွေကိုဖြည့်ရှင်းပါမဖြည့်ရှင်းတတ်ဘူးဆိုအဲ့ပြဿနာတွေကပို့ပြီးတော့သိုးသွားတတ်တယ်လို့ကျွန်တော်ကစနေသားသမီးတွေကိုမှာကြားခြင်းပါတယ်နော်အဓိက main ချက်ကတော့မှန်ကန်ပြုမှုပြောဆိုနေထိုင်လုပ်ကိုင်ဆောင်ရွက်ဖို့ကတအားအရေးကြီးပါတယ်နောက်ထူးခြားချက်ကတော့ဒီလာထဲမှာဘာပဲဖြစ်ဖြစ်နှစ်ကြိမ်နှစ်ခါထပ်ပြီးတော့ကြုံရတတ်ပါတယ်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်နှစ်ခါထပ်ပြီးတော့ဖြစ်တယ်ဥမာခွေးလိုက်ဆွဲတယ်ဗျာနှစ်ခါလိုက်ဆွဲတယ်ပေါ့နော်နှလုံးပေါက်တယ်နှစ်ခါပေါက်တယ်ပေါ့အဲ့လိုမျိုးလေးတွေပေါ့နော်ဘာပဲဖြစ်ဖြစ်နှစ်ခါထပ်ပြီးတော့ဖြစ်တတ်တယ်အဲ့လိုမျိုးလေးတွေရှိတတ်တယ်နောက်တစ်ခုကဒီလာထဲမှာအတိုက်ခိုက်လေးတွေရှိတယ်ကိုမလိုမုန်းထားတဲ့သူတွေအကြောင်းမဲ့အမြင်မကြည်တဲ့သူတွေထိုးချခြင်းတဲ့သူတွေတွန်းချခြင်းတဲ့သူတွေကိုဒုက္ခပေးခြင်းတဲ့သူတွေကတသီးတသန့်ကိုရှိနေတတ်ပါတယ်အဲ့တော့အလားဒီကိုကဂယူးဆိုင်ဖို့သတိထားဖို့လိုပါတယ်နော်နောက်တစ်ခုဒီနှစ်ထဲမှာဒီလာထဲမှာရုံးမြင့်ကန္နာတို့လူကြီးအိမ်တို့ဘာလို့ရောက်သွားတတ်တယ်လူကြီးအိမ်မှာမဟုတ်လူကြီးရှိပဲဖြစ်ဖြစ်ပေါ့ဗျာကိုအလုံးကလူကြီးရှိမှာပဲဖြစ်ဖြစ်ပြဿနာတွေပြောရဆိုရတာတွေဖြည့်ရှင်းရတာမျိုးတွေကိုကိစ္စမဟုတ်ပဲသူများကိစ္စပဲဖြစ်ဖြစ်ဝင်ပါတာမျိုးတွေကအစားဖြစ်တတ်တယ်သတိထားဖို့လိုပါတယ်အလောက်ကိုင်းအခြေအနေနဲ့ပတ်သက်လို့ရှိရင်ပုံမှန်အနေထားပါပဲအကောင်းကြီးလို့လည်းပြောလို့မရတယ်လို့အဆိုးကြီးလို့လည်းမဟုတ်ပါဘူးတဲ့ကောင်းမွန်တိုးတက်နိုင်တဲ့အခွင့်အလမ်းတွေရှိသလိုခက်ခဲစေနိုင်တဲ့ပြဿနာမျိုးတွေလည်းပဲရင်ဆိုင်ရနိုင်တယ်လို့ပြောလို့ရပါတယ်ငွေကြေးပိုင်းအခြေအနေကဘာဖြစ်လဲဆိုတော့နာမည်ကြီးထမင်းငတ်ပဲလို့ပြောရမှာပဲပတ်စံတော့ဝင်ပါတယ်ရပါတယ်ဝင်တာတော့ပဲလူသိတယ်ကိုထွက်သွားတာပုံသွားတာလူမမြင်ဘူးလို့ပြောရမယ့်ပုံစံမျိုးဖြစ်နေတတ်ပါတယ်ကျမ်းမာရေးပိုင်းမှာဆိုလို့ရှိရင်ဥကောင်းပိုင်းနဲ့ပတ်သက်တဲ့ယောဂမျိုးတွေဖြစ်တတ်တယ်ဥကောင်းပိုင်းဆိုတော့ခေါင်းမူတာခေါင်းကိုက်တာခေါင်းနောက်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ခန္ဓာကိုယ်အတွင်းပိုင်းနဲ့ပတ်သက်တဲ့ယောဂမျိုးလေးတွေလည်းပဲနည်းနည်းဂရုစိုက်ပေးဖို့လိုပါတယ်ဒါမှမဟုတ်ကျမ်းမာရေးကတိတ်စင်လုံးကြောကြီးကောင်းနေတာမျိုးပဲလို့မဟုတ်ဘူးအိမ်တွင်းရေးတို့မိသားစုရေးတို့နဲ့ပတ်သက်လို့ရောတဲ့နည်းနည်းလေးတော့အဆင်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်လို့တွေ့ရပါတယ်ပညာရေးပိုင်းအလွန်ကောင်းပါတယ်ပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့အထူးကောင်းတယ်ဘာသာရေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲအထူးကောင်းပါတယ်ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်လို့ရောတဲ့အဲ့ဒါကတော့ပုံမှန်အခြေအနေပါပဲမစိုးဘူးလို့တော့ပြောလို့ရပါတယ်ခရီးနဲ့ပတ်သက်လို့ရှိရင်ပေါ့နော်ကဲဒါကတော့
ကြာလာပေးသား sorry စနေသားသမီးများရဲ့6လပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုဒါခုပထမတဲတော့ကတ်ရဲ့အနေအထားကိုကြည့်ပြီးတော့ကျွန်တော်လိုအပ်တာလေးတွေကိုပြည့်ပြည့်စုံစုံလေးဟောပေးတာပါနောက်ထပ်စနေသားသမီးတွေကဒီခု6လပိုင်းထဲမှာဘလို့ကန်အခွင့်အလန်းတွေရနိုင်အောင်မလဲဘယ်အချက်တွေကိုဂရုစိုက်ဖို့လိုတယ်လဲဘလို့ရရတွေကိုဆောင်ရွက်တင်လဲဆိုတာကိုထပ်ပြီးတော့နောက်တက်ကမှကျွန်တော်ကြည့်ပေးအောင်မှာဖြစ်ပါတယ်ထုံးစံတိုင်းဂျားဖြတ်ကြော်ညာဝင်ကျင်တာကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီမေးမြန်းကျင်တဲ့မိတ်ဆွေများကအွန်လိုင်းတည်တဲ့ဗီဒီမေးလို့ရပါတယ်အဲ့လိုဗီဒီမေးမြန်းဖို့အတွက်ကကျွန်တော်ကို Viber သို့မဟုတ် Telegram ဆက်သွယ်ဖို့လိုပါတယ် Viber Telegram ဖုန်းနံပါတ်ကဒီ TikTok bio မှာကျွန်တော်တင်ထားတာရှိပါတယ်တကယ်လို့အဲ့ဒီ bio မှာတင်ထားတဲ့ဖုန်းနံပါတ်ကပြတ်သွားခဲ့မယ်ဆိုရင်ဒီ TikTok Messenger မှာလာပြီးတော့ဖုန်းနံပါတ်ယူလို့ရပါတယ်အဲ့ဒီဖုန်းနံပါတ်ကဖုန်းဆက်ဖို့အတွက်မဟုတ်ပါဘူးခင်ဗျာအဲ့ဒီ Viber သို့မဟုတ် Telegram ကိုပဲဆက်သွယ်ဖို့အတွက်ဖြစ်ပါတယ်เนาะအဲ့ဒီကနေပြီးတော့ကျွန်တော်ကဗီဒီယိုဟောပေးတာပါအဲ့တော့တဝူးချင်းတယောက်ချင်းရဲ့ဗီဒီယိုကိန်းကန်းကိုတွက်ချက်ပြီးတဲ့အခါမှာဘဝတက်တက်တာနဲ့ပတ်သက်တဲ့ဒါလိုအပ်တဲ့ကိုယ့်ရဲ့စိတ်နေစရိုက်တွေဆောင်းဝမ်းရှောင်းဝမ်းတွေကိုယ့်ရဲ့ဖွားစာတန်နဲ့ပတ်သက်တဲ့အဟောတွေနောက်ဒီနှစ်ပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေနောက်ဆောင်ဝဲရမယ့်ရရတွေလာပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေကိုကျွန်တော်ပို့ပေးပါတယ်နောက်ကိုကဘယ်နှစ်ပဲကလေးကိုဘယ်လိုရောက်နေတယ်ဘယ်လိုရှိနေတယ်ဆိုတာသိချာနားလည်အောင်ရှင်းပြပေးတယ်နောက်ပြီးတဲ့အခါမှာကိုသိလို့တဲ့အကြောင်းကိစ္စကိုမေးလို့တဲ့အကြောင်းကိစ္စတွေကိုအခုလိုတဲရော့ကတ်တွေနဲ့ကျွန်တော်ပြန်ပြီးတော့ဖြည့်ပေးဟောပေးတယ်နောက်ပြီးတဲ့အခါမှာဘာရရလေးတွေဘယ်လိုလုပ်တင်တယ်ဘယ်လိုဆောင်ရွက်တင်တယ်ဆိုတာကိုအကြံဉာဏ်ပေးတယ်ပြောပြပေးပါတယ်အဲ့တော့အဲ့ဒီအတွက်ကဗီဒီမေးမြန်းဖို့ကကျွန်တော်ရှိကိုကြိုတင်ဆက်သွယ်ပြီးတော့စီရင်ပေးဖို့လိုပါတယ်သတ်မှတ်ထားတဲ့ညံမှုစော်ကားကတော့တဦးကို2000ကျပ်ယူပါတယ်ခင်ဗျာနောက်အရင်ကျွန်တော်ကြီးညာထားတဲ့အတိုင်းရန်ကုန်မှာဗီဒီယိုဟောကဖွင့်ဖို့ကိစ္စကလည်းပဲအားလုံးစီစဉ်ဆောင်ရွက်ပြီးသွားပါပြီအခုလာမဲ့ဒီ6လပိုင်း6ရက်နေ့ကနေစပြီးတော့12ရက်နေ့အထိတပတ်တိတိကျွန်တော်ရန်ကုန်သင်္ကန်းကျွန်းမြို့နယ်မှာဗီဒီယိုဟောကဖွင့်မှာဖြစ်ပါတယ်အဲ့တော့ဒါဗီဒီယိုဟောကဆိုတဲ့ရုံးခန်းသဘောမျိုးနဲ့ဖွင့်လှစ်မှာဖြစ်တဲ့အတွက်ကျွန်တော်ရှိမှာဗီဒီယိုမေးမြန်းခြင်းတဲ့မိတ်ဆွေများကကြိုတင်ပြီးတော့ကျွန်တော်ကြည့်ကိုဆက်သွယ်စရင်ပေးဖို့ဘိုကင်လုပ်ဖို့လိုပါတယ်ဒီ TikTok Messenger မှာပဲဖြစ်ဖြစ် Viber တို့ Telegram တို့မှာပဲဖြစ်ဖြစ်ပေါ့နော်ဒါဆက်သွယ်ပြီးတော့ဒါစရင်ပေးဖို့လိုပါတယ်အဲ့တော့ဆက်သွယ်စရင်ပေးတဲ့သူကိုပဲလူကြီးအကန့်အသတ်နဲ့ကျွန်တော်ကဟောပြောပေးမှာပါဗီဒီယိုဟောပြောပေးရုံတခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ပါဆရာကြီးမင်းသိန်းခါရဲ့ဂမ်ဘီယာလက်ဆောင်တွေအစီရင်တွေကိုလည်းပဲအခမဲ့မြစ်တာလက်ဆောင်ကျွန်တော်ကပေးသွားအောင်ပါပဲဖြစ်ပါတယ်နော်ကြဒါကတော့ဗီဒီယိုမြင်မြတ်ကျင်တဲ့သူများအတွက်ကိုကြားဖြတ်ကျွန်တော်ကြွချပေးခြင်းဖြစ်ပါတယ်အခုစနေသားသမီးများအတွက်နောက်ထပ်တဲတော့ကလေးကျွန်တော်ထပ်ပြီးတော့ဖြိုးကြည့်ပေးအောင်မှာဖြစ်ပါတယ်နော်တချို့သောကိစ္စတွေကိုသိမလောစေချင်ပါဘူးတချို့သောကိစ္စတွေမှာစိတ်လောလိုက်လို့ပေါ့နော်စိတ်ညံလိုက်လို့ဘယ်လိုပြောမလဲဆိုတော့အခွင့်အရေးတွေကပေါ့စောင့်နေတဲ့ကိစ္စတွေမှာစောင့်ရတာမျိုးတွေရှိတယ်ဗျလောလုံးအားကြီးလို့ညံလုံးအားကြီးလို့မရလိုက်တာမျိုးတွေလည်းဖြစ်သွားတယ်ဥပမာထမင်းချက်တယ်ပေါ့ဗျာထမင်းချက်တဲ့အခါမှာထမင်းပွက်လိုက်ပြီဆိုတာနဲ့တန်းပြီးတော့ငှဲ့ပြီးချလိုက်တဲ့အခါမှာထမင်းကပေါ့ဒါမနူးသေးတာမျိုးလို့ဘာလို့ဖြစ်တတ်တယ်ပေါ့မနက်သေးတဲ့အချိန်မှာပဲခုကက်စားလိုက်တဲ့အချိန်မှာပေါ့နော်စားမကောင်းတာမျိုးတွေဖြစ်သွားတာပေါ့နော်တချို့သောအရာတွေဟာစောင့်တိုင်းချင်းဆိုတာလည်းပဲအလုပ်တစ်ခုပါပဲလို့မှားကျင်တာပါအဲ့တော့အခွင့်အရေးကောင်းတွေကအချိန်တစ်ခုစောင့်ပေးရတာမျိုးတွေလည်းပဲရှိတတ်ပါတယ်လို့ဒါစနေသားမီးတချို့ကိုကျွန်တော်မှားကျင်ပါတယ်ဒါမလို့ဒီ6လပိုင်းထဲမှာကောင်းမွန်တိုးတက်ပြောင်းလဲတဲ့အခွင့်အလမ်းကောင်းတွေကိုရရှိနိုင်ပါတယ်ဒါပေမဲ့အဲ့ဒါကကိုယ့်ရဲ့သီးခံဆောင်တိုင်းခြင်းအပေါ်ကိုယ့်ရဲ့စိတ်ရှည်မှုပေါ်မှာလည်းပဲမူတည်ပါတယ်တဲ့ဒီလာထဲမှာကြီးသောမိမတဦးရဲ့အကူအညီမျိုးတွေရရပါတယ်ကြီးသောမိမဆိုတာအသက်အရွယ်မဟုတ်ခဲ့ရင်တောင်မှပဲယာရူးအနေနဲ့တော့လောက်အောင်ဒါငွေကြီးအနေနဲ့တော့၎င်းပေါ့နော်အဲ့လိုမျိုးဒါယာရူးအာနာပါဝါအနေနဲ့တော့၎င်းပေါ့ငွေကြီးစီးပွားအနေနဲ့တော့၎င်းပေါ့နော်ကြီးသောမိမတဦးရဲ့အကူညီကောင်းတွေကိုလည်းရတတ်တယ်အဲ့တော့ကောင်းမွန်တဲ့စီးသိမ်ဒုက္ခတွေနဲ့ပေါ့နော်ပြေဝမဲ့အခြေအနေမျိုးအခွင့်အလမ်းမျိုးတွေလည်းပဲဒီလာထဲမှာဒါစနေသားမိတချို့ဟာရရှိလို့လာနိုင်ပါတယ်ဒါပေမဲ့နည်းနည်းလေးစိတ်ရှိထားပါသီးခံစိတ်မွေးပါနောက်ထပ်တစ်ခုဂျယ်ရီယာအနေနဲ့ကျွန်တော်အကြံဉာဏ်ပေးချင်တာကကိုဝင်ဆောင်မိခင်လောင်တအူးကို